ကျေပုံစံနဲ့ stick level design တွေချုပ်ဖို့အတွက်ဆိုရင်ဒီချယ်တို့ကကိုဆွဲနေကြရှေ့ချမ်းခတ်တိုးပတန်လေးတစ်ခုကိုအရင်ဆုံးဆွဲထားပေးမယ်ပြီးရင်ဒီချယ်တို့ level ကိုကြာသူဘယ်လောက်ဖောက်ဝေးထားမလဲဆိုဒီကနေအောက်ကိုဒီချယ်တို့က3လက်မတက်မှတ်မှတ်ပေးထားမယ်နောက်ထပ်3လက်မတက်မှတ်ထပ်မှတ်ပေးထားမယ်နော်3လက်မနှစ်ခါဒီချယ်တို့ကမှတ်ပေးထားရမှာဖြစ်ပါတယ်အတမ3လက်မဒီချယ်တို့က level ပေါ့နော်ဒီဘက်ဘေးကိုလည်းဒီချယ်တို့ကဒါ3လက်မနော်ဘေးကို3လက်မအောက်ကို3လက်မကိုအရင်ဆုံး level အဝိုင်းနဲ့အရင်ဆုံးဝိုင်းပေးထားမယ်ပြီးအဲ့ level တွေကိုဒီချယ်တို့က3ပုံပုံလိုက်မယ်3ပုံပြီးတော့2ပုံယူပေးထားမယ်နော်2ပုံအမှတ်လေးမှာအမှတ်လေးတစ်ခုမှတ်ထားမယ်ပြီးရင်ဒီ3လက်မဆင်းလာတဲ့အမှတ်ကနေအောက်ကို3လက်မထပ်ဆင်းမယ်နော်ဆင်းလာတဲ့အမှတ်ကလေးကိုဒီချယ်တို့ကမှတ်ပေးထားမယ်ပြီးရင်ဒီမှာဆိုရင်3ပုံပုံထားတဲ့နေရာနေပြီးတော့ဒီဒုတိယပုံကနေဒီချယ်တို့ကဒီအောက်ထိပေါ့နော်ဒီချယ်တို့ဒီ3လက်မမြင်းလေးနာတီကိုဒီလိုလေးမြင်းဆောင်လေးတစ်ခုဆွဲမယ်မြင်းဆောင်လေးတစ်ခုဆွဲမယ်နော်ဒီချယ်တို့ဆွဲပြီးတော့မှဒီ3လက်မမှတ်ထားတဲ့နေရာကနေအတွင်းကိုဒီမှာဒီချယ်တို့ကသူ1လက်မလောက်နေရာမှာအမှတ်လေးတစ်ခုပြန်မှတ်ပေးထားမယ်ပြီးဒီ3လက်မဆွဲထားတဲ့မြင်းလေးကနေအဲ့ဒီမြင်းကိုအမှတ်လေးတစ်ခုပြန်ဆွဲလိုက်မယ်နော်ဒီမှာ3လက်မဒီမှာဆိုရင်ကနေ1လက်မအထဲကိုပြန်ဝင်အဲ့ဒီအမှတ်နဲ့ဒီအောက်ကိုဆွဲထားတဲ့အမှတ်ကလေးနဲ့ကိုပြန်ဆက်မယ်နော်ပြီးရင်အောက်ကိုဒီချယ်တို့ကဒီမှာ1သက်သမလေးအမှတ်လေးတစ်ခုလောက်မှတ်မယ်1လက်မဒါမှမဟုတ်1သက်သမ4လောက်မှတ်ပြီးတော့မှဒီချယ်တို့ဒီမြင်းလေးနဲ့ပြန်ပြီးဒီလိုလေးပြန်ဆက်ပေးလိုက်မယ်နော်ဒီချယ်တို့ကလည်းပြီးတော့နော်ဒီလိုလေးဒီပုံစံတိုင်းလေးညှက်ပေးရမယ်နော်ဒီချယ်တို့ဒါကကြတော့ဘေးတော့1လက်မထည့်ပေးမယ်ဒီချယ်တို့နော်ဒါဘေးတော့1လက်မဆိုရင်အောက်ကို1လက်မပို့ပြီးတော့ဆွဲပေးထားရမယ်ပြက်ကဒီမှာဆိုစစ်တက်ဖို့အတွက်သမီးတို့ကဒီမှာဆိုရင်ဒီနေရာလေးကိုလေဘင်းလေးကိုတိုင်းပေးမယ်နော်ရှေ့ချမ်းကိုသမီးတို့ကလေဘင်းတိုင်းထားမယ်ပြီးရင်နောက်ချမ်းတဲ့ပြင်ကိုတိုင်းပြီးတော့မှစစ်တက်ရဲ့ဒီချယ်တို့ကအရှိလေးကိုယူပေးမယ်နော်စစ်တက်အရှိလေးကိုဒီချယ်တို့ကဆွဲပေးပြီးတော့အမှတက်ပေးလိုက်မယ်စစ်တက်ကိုလည်းကိုလိုချင်တဲ့အရှိပေါ့သမီးတို့က1လက်မလိုချင်တာလားအောင်မို့6စိတ်လောက်တက်ချင်တာလားအပြားကြီးကြီးတက်ချင်တာလားဒါကိုဆွဲတဲ့ပုံမှာမူတည်ပြီးတော့ဆွဲပေးရမှာဖြစ်ပါတယ်ဒီမှာဆို1လက်မဆိုရင်ဒီချယ်တို့က1လက်မဒီလိုမျိုးပေါ့နော်အကျယ်နဲ့အရှိရကြတော့ဒီမှာရှေ့ချမ်းနဲ့သမီးတို့ကနောက်ချမ်းကိုတိုင်းလိုက်မယ်တိုင်းလို့ရတဲ့အဖြစ်နဲ့ဒီမှာဆိုဆွဲပေးပြီးတော့ချုပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုဒီချယ်တို့ကရှေ့ချမ်းကိုဒီပုံစံတိုင်းညှက်ပေးမယ်နော်